မြန်မာနိုင်ငံမှာအဖိုးကြီးဖြစ်တဲ့အထိထထကျအောင်မြင်သွားတဲ့မင်းသားတစ်ယောက်ရှိခဲ့ပူတဲ့ဆိုရင်ယုံပါလားအဲ့ဒါကတော့လူသိများရဲ့သူဆိုသူကကြော်ဟင်းလီလို့ပြောရတဲ့အထိကြော်ကြားလွန်းတဲ့မင်းသားကြီးကြော်ဟင်းပါပဲသူဇက်ကားတွေတိုင်းမှာပေါက်လွန်းလို့သူခေသူခါမှာဆိုရင်ကြေးအမြင့်ဆုံးရတဲ့အပြင်မင်းသားမင်းသမီးတိုင်းကသူနဲ့တွင်းရခွင့်ရဖို့ကသူ့ရဲ့အိမ်မက်ပါလို့ထုတ်ပြောရတဲ့အထိကိုသူ့အရှင်ဝါကကြီးခဲ့တာပါဒါကြောင့်လေရုပ်ရှင်ဒရိုက်တာတွေတိုင်းကသူနဲ့ရက်ခွင့်ရဖို့ဆိုရင်အနည်းဆုံး3နှစ်လောက်စိတ်ရှိရှိနဲ့စောင့်ကြရတယ်ရုံနေမှာလေသူကားဆိုတာနဲ့ရုံပြည့်ရုံရှံဖြစ်တဲ့အထိဝိုင်းအားပေးကြတာပါဒါပေမဲ့ဒါတွေအားလုံးကသူ့ငယ်ဘွားနဲ့တော့စီနဲ့ရီလို့အကွာကြီးကွာဟနေတာပါသူမင်းသားလောက်ခါစားမှာဘယ်သူမှလာမငားလို့တငယ်ချင်းတွေရဲ့လှောင်ပြောင်းတာခံရဘူးတဲ့ဒုက္ခရောက်လွန်းလို့ထမင်းတော်သူများစီကတောင်းစားခဲ့ရဘူးတဲ့အထိနှုံချခဲ့တာပါဒါပေမဲ့ဒီလိုအစိုးတွေကိုပြောင်းပြန်လှန်ပြစ်နိုင်ဖို့အတွက်သူလုပ်ခဲ့တာကရိုးရိုးလေးပါပဲသူကစင်းရဲတာကိုတိတ်ကြောက်တော့ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့လို့ပါကဲဒီနေ့မှာတော့မင်းသားကြီးကြော်ဟင်းရဲ့လူတည်နေတဲ့အကြောင်းတွေကိုကျွန်တော်ရှာဖွေဖော်ထုတ်ပေးပါမယ်ကျွန်တော်ကတော့ဘူတုဒရက်စာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ Creative Buzz ကအောင်စုပိုင်ပါကျော်ဟင်းဆိုတာနဲ့သူ့ရဲ့တဘာဝကြာလွန်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်လူများစုကသူ့ကိုတရုတ်ဆောင်အလုပ်ကိုငငယ်ကလေးကယူသွတ်ဝါနာကြီးတယ်လို့အထင်မှားတတ်ကြပါတယ်တကယ်တော့သူမင်းသားဖြစ်ချင်ခဲ့တာကနာမည်ကြီးဖို့နဲ့ပတ်စံတွေတောက်တောက်လဲရှာနိုင်ဖို့ပါဒါကြောင့်လေတရုတ်ဆောင်တီရွေးချယ်ပွဲမှာကြီးကျယ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ရမယ်လို့အမှန်တိုင်းပြောခဲ့တာပါနောက်ပြီးအဲ့ဒီပြိုင်ပွဲမှာဒိုင်းနီကမြန်မာနိုင်ငံကဘယ်မင်းသားကိုအကြိုက်ဆုံးလဲအားကြဆုံးလဲအမေးခံခဲ့ရခြင်းမှာသူ့အဖြေကအားလုံးကိုအံ့ဩတသင်းဖြစ်သွားစေပါတယ်သူကမြန်မာနိုင်ငံကဘယ်မင်းသားကိုမှမကြိုက်ဘူးလို့ဖြေခဲ့ပေမဲ့မြန်မာမင်းသမီးတွေအကုန်လုံးကိုတော့ကြိုက်တယ်လို့ပြောခဲ့တာကြောင့်ပါဒီလိုစိတ်ထဲရှိတဲ့အတိုင်းပြောခဲ့တဲ့သူကိုထူးခြားတယ်ဆိုပြီးမင်းသားတစ်အနေနဲ့ရွေးခဲ့ကြပါတယ်ခက်တာကသူ့ကိုဘယ်သူကမှအဖက်လုပ်ပြီးရုပ်ရှင်ရိုက်ဖို့လာမငားကြတာပါဒီလိုနဲ့တရက်မှာတော့သူစောင့်နေတဲ့အခွင့်အရေးကသူ့စီကိုဆက်ဆက်မြများရောက်လာပါတယ်ဒါပေမဲ့ထူးဆန်းဆန်းပဲသူကဒီခွင့်ရေးကိုအမိရယူရမယ်ဆိုလုံးဝအပြတ်ညှင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီရုပ်ရှင်ကားနာမည်ကတူတူရီဝါဖြစ်နေတဲ့အပြင်အဲ့ဒီလိုပေါ်ပေါ်ပဲပဲကရိုက်ရုံနဲ့သူ့ရင်စီနီယာမင်းသားတွေကိုဘယ်လိုမှရှင်းဖို့မဖြစ်နိုင်ဘူးဆိုတာသဘောပေါက်လို့ပါတကယ်တော့အဲ့ဒီတုန်းကရုပ်ရှင်တကရက်ရဖို့သူ့တော့ဘလောက်တောင်ခက်ခဲသလဲဆိုရင်ရုပ်ရှင်မင်းသမီးဖြစ်တဲ့သူမိန်းမကိုလာငားရင်သူ့ယောက်ျားကိုပါခေါ်ရိုက်ပေးမှအဲ့ဒီကားကိုရိုက်မယ်လို့အကြိုက်ကန်ရတဲ့အထိပါပဲဒါပေမဲ့မခံချင်စိတ်ပြင်းလွန်းတဲ့သူကရဲသမျှကားတိုင်းမှာရေကုန်ရေခမ်းအားထုတ်တယ်တရုတ်ဆောင်စရိုက်နဲ့ကန့်ညိဖို့ဆိုရင်ရေပေါ်မထိုးတတ်ဘူးလားရေပေါ်ထိုးတင်တယ်ဒီလိုစူးစမ်းမှုတွေကြောင့်ပဲရုပ်ရှင်ခေတ်ကြာဆင်းသွားပြီးဗီဒီယိုခေတ်အချိန်မှာတော့ဂျော်ဟိန်းဆိုတာထိတ်ဆုံးမှာဆက်ရှိနေခဲ့တာပါအကျွေစကားထဲမှာသူပြောခဲ့တယ်ဒီလိုလက်ညှိုးလေးကွေးတတ်ဖို့10နှစ်ဆိုတဲ့စကားကအဲ့ဒီတုန်းကဘန်းစကားတစ်ခုတောင်ဖြစ်သွားတဲ့အထိရေပန်းစားတာပါဒါပေမဲ့သူကအချိန်ပြည့်အလုပ်စူးစမ်းပြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူးကိုရန်3ခါကြာပြီးအိမ်ကနေ16ခါတောင်ထွက်ပြေးဘူးတယ်နာမည်ကြီးမင်းသားဖြစ်လာတော့လဲဆေးဆွဲလို့သူဆေးရှူတဲ့အခန်းကအိမ်မြောင်နေပါဘိန်းဆွဲကုန်ကြတဲ့အထိဖြစ်ခဲ့တာပါဒါပေမဲ့သူကဘယ်အရာကိုမှလွှမ်းမိုးခံရတာကိုမကြိုက်တဲ့သူပြီးဘိန်းဖြူရဲ့တန်းကောင်လုံးဝအဖြစ်မခံနိုင်လို့မရအောင်ဖြစ်ခဲ့တာပါဒီနေရာမှာထူးခြားတာကသူကတခြားနာမည်ကျော်ရီလို့သူ့ရဲ့အမှောင်ချမ်းကိုဖုံးကွယ်ဖို့ဘယ်တော့မှမကြိုးစားခဲ့ပါဘူးအဲ့ဒီအစားလူငယ်တွေအတူယူလို့ရအောင်အဲ့ဒီအကြောင်းတွေကိုသူကိုယ်တိုင်စိတ်ပါလက်ပါနဲ့ဖွင့်ချခဲ့တာပါတကယ်တော့ကျော်ဟင်းရဲ့လို့တစ်ခေတ်မှာတရားလို့ဆွေးရလောက်တဲ့အထိအောင်မြင်ခဲ့တာကလည်းအကြောင်းရှိပါတယ်သူဟာပြောင်းလဲနေတဲ့ခေတ်ကိုအမိလိုက်နိုင်မှုအမြဲလေ့လာတယ်ဒါကြောင့်ပဲသူသားသမီးအရွယ်လောက်ရှိတဲ့မင်းသားမင်းသမီးတွေနဲ့အပြိုင်လိုက်နိုင်တာပါဒါအပြင်သူကတွဲဖက်တရုပ်ဆောင်တွေလွဲချက်ရှိတဲ့အခါစူငေါအော်ဟစ်တဲ့အထိဖိအားပေးပြီးတော့သူ့ဇာတ်ကားတွေကို quality ကောင်းအောင်သူနည်းသူဟန်နဲ့ထိန်းချောက်တတ်တာပါအားလုံးထဲမှာအကောင်းဆုံးကတော့ပရိသတ်ကိုအမြဲတမ်းလေးလေးစားစားဆက်ဆက်တတ်တဲ့အချင်းပါပဲသူဟာလူတွေကိုတွေ့ရနဲ့အားလုံးကိုလေးစားပါတယ်လို့ပြောပြီးနှုတ်ဆက်တတ်တာပါပြောရရင်ဒါတွေကပဲသူ့ကိုအနှစ်40ကျော်လောက်ထိတ်ဆုံးမှာရက်တည်စေနိုင်ခဲ့တဲ့အကြောင်းတွေဖြစ်ခဲ့တာပါဒါပေမဲ့သူကဒီလောက်ကြီးမားတဲ့အောင်မြင်မှုတွေအပေါ်မှာအချိန်ပြည့်ရမှုနေတာမဟုတ်ပဲဘဝကိုအသိတတိနဲ့ရှင်ပြီးကြော်ဖြတ်ခဲ့တာပါဒါကြောင့်ပဲဆွတ်လွတ်ဖို့ခဲရင်နဲ့ကြွကြားမှုနဲ့စီးစိမ်တွေကိုခြံပြီးဖုံးကြီးအပြီးဝင်နိုင်ခဲ့တာပါအခုတော့သူမရှိတော့ပါဘူးဒါပေမဲ့သူနဲ့ပတ်သက်ရင်ပြောလို့မကုန်ရေးလို့မစုံဖြစ်နေကြတော့မှာအရှင်းဆုံးပြောရရင်လူသေးပေမဲ့နာမည်လုံးဝတင်မသွားခဲ့တာကသူ့လိုလူမျိုးပါပဲတကယ်တော့အရွယ်တစ်ခုရလာတဲ့အချိန်မှာစီးစိမ်တွေအောင်မြင်မှုတွေထက်စိတ်ငြိမ်းချမ်းမှုကပိုရေးကြီးပါတယ်ဒီအချက်ကိုလူများစုကသိကြပေမဲ့တကယ်တမ်းမှာလိုက်လုံနိုင်ဖို့ဆိုတာခက်ပါတယ်ဒါပေမဲ့မင်းသားကြီးကျော်ဟင်းကတော့ဒါတွေအားလုံးကိုလက်တွေလုတ်ပြသွားခဲ့ပြီးတော့ကျွန်တော်တို့အားလုံးကိုဘဝဆိုတဲ့အတိတ်ပဲကိုကောင်းကောင်းအဖြေရှာပြသွားခဲ့ပါတယ်ကဲအခုလိုမျိုး quality ကောင်းတဲ့ video တွေကိုဖန်တီးနိုင်ဖို့ဆိုရင်ကျွန်တော်တို့ Creative Buzz Gallery မှာ content creation နဲ့ပတ်သက်ပြီးသင်တန်းကောင်းတွေအများကြီးရှိပါတယ်
ဒီတင်တဲ့တက်ပြီးတဲ့အခါမှာဘာတွေပြောင်းလဲသွားလဲဘာတွေတိုးတက်သွားလဲဆိုလို့ရှိရင်တော့အဖက်ဖက်ကအများကြီးပဲတိုးတက်ပြောင်းလဲသွားပါတယ်ဗီဒီယိုပေါ့နော်ဒီဗီဒီယို editing ဘိုင်းမှာဆိုလို့ရှိရင်လည်းသင်ခန်းစာဗီဒီယိုတွေက short to the point တွေအကုန်လုံးပြောပြပေးထားတာဖြစ်တဲ့အတွက်လေ့လာရတာအဆင်ပြေပါတယ်အဲ့တော့အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီတင်တဲ့တက်ပြီးသွားတဲ့အခါမှာကိုဘယ်ဘိုင်းတွေမှာအားနည်းချက်ရှိတယ်ဆိုတော့သိရှိသွားတယ်နောက်ပြီးဒီအားနည်းချက်တွေကိုပေါ့နော်ဘယ်လိုပြင်ဆင်လိုက်မယ်ဆိုလို့ရှိရင်ပိုပြီးကောင်းမွန်သွားမယ်ဆိုတာကိုလည်းလေ့လာသိရှိခဲ့ရပါတယ်ခင်ဗျာ ဒီတော့ကျွန်တော်တို့ Creative Academy မှာတေချာပါအောင်ဆောင်ကြအောင်ပါခင်ဗျာ လူတယောက်အနေနဲ့လူတောင်ဘယ်လောက်ကြည်တယ်လဲအဲ့ဒါဖြစ်ချင်တယ်နော်ယဟန်ပဲဖြစ်ဖြစ်ကြော်ရင်ပဲဖြစ်ဖြစ်ခင်ဗျားပဲဘယ်သူပဲဖြစ်ဥစောသားပဲဖြစ်ဖြစ်လူလောကကိုရောက်လာတာဘာအတွက်ရောက်လာတာလဲဘာလို့ဖို့ရောက်လာတာလဲအဲ့ဒါတွေလှုပ်ပြီးပလားမလို့ရသေးရင်လှုပ်တော့တော့ချိန်သိမ့်မရှိဘူး